ရဲသားစီကပတ်စံယူကစီးပွားမရှာခြင်းလို့ဆီယဝင်ဘဝကိုဆွန့်လွတ်လိုက်တဲ့ပြည်တီဦးညီမငွေတီဦးပရိသတ်တွေအတော်လေးကိုလေးစားချီးကျူးနေကြတဲ့ထိတ်တန့်တရုတ်ဆောင်မင်းသားကြီးပြည်တီဦးရဲ့ညီမအရင်ဖြစ်သူစာရေးဆရာမငွေတီဦးကနှစ်ပေါင်းများစွာခက်ခက်ခဲခဲစူးစမ်းတင်ယူခဲ့ရတဲ့ဆီယဝင်ဘဝကိုဘာကြောင့်အပြည့်တိုင်ဆွန့်လွတ်ခဲ့ရတယ်လဲဆိုတဲ့အကြောင်းရင်းကိုပုံမှန်လေးလေးဝင်ခံလာပါတယ်။ဆီယဝင်တယောက်ဖြစ်လာဖို့ဆိုတာအချိန်နဲ့လုံအားတွေအများကြီးပေးဆက်စူးစမ်းခဲ့ရတာအလုံးအသိပါ။ဒါပေမဲ့ဆီယမငွေတီဦးကတော့ဒီအတမွေးဝမ်းကြောင်းအလုပ်ကိုတုံးပြပြီးတော့စီးပွားမရှာခြင်းဘူးလို့ဆိုပါတယ်။အထူးသဖြင့်စည်ရင်နှံပါပြီးတော့ငွေကြေးမပြည့်စုံတဲ့လူနာတွေစီကနေစေဘဝကပတ်စံယူရမှာကိုအမြဲအားနာတတ်တဲ့သူမရဲ့ဖြူစင်တဲ့စာနာစိတ်ကြောင့်အခုလိုကြီးမားတဲ့ဆုံးဖြတ်ချက်ကိုပြပြသားသားချမှတ်ခဲ့တာပါ။ကိုကျိုးစီးပွားထက်လူနာတွေအပေါ်ထားတဲ့စေတနာကိုရှေ့တန်းတင်ခဲ့တဲ့သူမရဲ့စိတ်ထားလေးကတကယ့်ကိုမြင့်မြတ်လွန်ပါတယ်။လက်ရှိချိန်မှာတော့သူမကဝါသနာပါရာစာပေလောကတွေကိုခြေစုံပြည့်ဝင်ရောက်လာခဲ့ပြီးတော့အောင်မြင်တဲ့စာရေးဆရာမတယောက်အနေနဲ့ရက်တည်နေနိုင်ပါပြီ။ကိုဝါသနာပါရာအလုပ်ကိုလုပ်ခွင့်ရနေတဲ့အတွက်ဒီလိုဆွန့်လွတ်ခဲ့တဲ့အပေါ်ဘယ်တော့မှနောင်တမရဘူးသလိုဆရာဝန်ဘဝကိုဘယ်တော့မှပြန်မလွမ်းဘူးလို့အခိုင်အမာပြောဆိုထားပါတယ်။သူမရဲ့စာနာမှုကြောင့်တစ်ဖက်လူအဆင်ပြေသွားတာကိုမြင်တွေ့ရတာကသူမအတွက်အကြီးမားဆုံးပီတိတစ်ခုဖြစ်နေရလို့သိရပါတယ်ရှင်။